မင်္ဂလာပါရှင်။ကျွန်မအခုပြောမယ့်အကြောင်းအရာကတော့ Social Research Method စာအုပ်ရဲ့ Chapter 5မှာဖော်ပြထားတဲ့ How to Conduct Ethical Studies ဆိုတဲ့အကြောင်းပြောမှာဖြစ်ပါတယ်။ကျွန်မတို့ငွေသုတေသနတွေလုပ်ကြတဲ့အခါမှာကျင့်ဝတ်နဲ့ညီတဲ့သုတေသနတွေလုပ်တတ်ဖို့ဆိုတာအင်မတန်ကိုအရေးကြီးပါတယ်။ပညာရေးနယ်ပယ်မှာဆိုလို့ရှိရင်ဆရာဆရာမတွေကဒီသုတေသနတွေလုပ်ကြရမယ်ဆိုလို့ရှိရင်သုတေသနတွေမှာကျင့်ဝတ်တွေကိုဘယ်လိုဆောင်ထိန်းနေတယ်လဲဘာကြောင့်ဆောင်ထိန်းနေတယ်လဲပြီးကျင့်ဝတ်နဲ့ညီရဲ့သုတေသနတွေလုပ်တာအောင်ဘယ်လိုလေ့ကျင့်ယူရမလဲဆိုတာကမဖြစ်မနေသင်ယူရမယ့်အပိုင်းဖြစ်ပါတယ်ကျွန်မကဆရာမတွေကိုဒီအပိုင်းကိုအခုပေးနေပါတယ်ဆိုတော့ဒီအကြောင်းကပေါ့နော်ဆရာမတွေပဲလားဆိုတော့ဒီမိဘတွေလည်းသိထားတဲ့တယ်လို့ကျွန်မတို့ယူဆပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်မတို့ကျောင်းနေမှာပညာရေးသုတေသနတွေလုပ်လာတဲ့အခါမှာကိုယ့်ရဲ့သားသမီးတွေကအဲ့သုတေသနတွေမှာပါဝင်ကောင်းပါဝင်ကြပါလိမ့်မယ်။အဲ့ခါကျလို့ရှိရင်ဒီသုတေသနတွေလုပ်ခြင်းဟာကိုသားသမီးကိုကောင်းကျိုးတွေဘယ်လိုဖြစ်စေတယ်လဲဆိုးကျိုးတွေဘယ်လိုဖြစ်စေတယ်လဲပြီးတော့ဒီသုတေသနမှာကိုသားသမီးတွေကပါဝင်နေလားပါဝင်တဲ့လူလားဆိုတာကိုမိဘတွေကကျောင်းနဲ့ဆက်သွယ်မင်းမြန်ဆုံးပြီးတော့ဆုံးဖြတ်ချက်တွေချနိုင်အောင်လို့ပါဆိုတော့ဆက်ဆံမတွေနဲ့မိဘတွေနေမယ်လားဆိုတော့မဟုတ်ပါဘူးတခြားသက်ဆိုင်ရာဆက်ဆက်နေတဲ့လူတွေလည်းဒီအကြောင်းကိုသိထားတဲ့တယ်လို့ကျွန်မကယူဆပါတယ်အဲ့တော့ဒီဗီဒီယိုလေးမှာဆိုရင်ကျွန်မဘာကိုအဓိကထားပြီးပြောသွားမှာလဲဆိုတော့ဒီသုတေသနလုပ်ကြတဲ့အခါမှာသုတေသနထဲမှာပါဝင်ပြီးတော့လုပ်ကန်ရတယ်ပေါ့နော်သူတို့ကအပြုတ်ခံရတဲ့လူတွေပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က participants လို့ခေါ်ပါတယ်အဲ့တော့သူတို့အပေါ်မှာကျင့်ဝတ်တွေဘယ်လိုတွေကျူးလွန်နေကြတယ်လဲအဲ့လိုတွေမကျူးလွန်ရအောင်ကျွန်တော်တို့ဘယ်လိုတွေလုပ်ရမလဲဆိုတာကိုဒီဗီဒီယိုထဲမှာအဓိကထားပြီးတော့ပြောသွားမှာဖြစ်ပါတယ်အဲ့တော့ဒီသူတေသနာလုပ်တဲ့နေရာမှာကျင့်ဝတ်ချိုးပေါက်ခြင်းကိုဘယ်ကနေစပြီးတော့ပေါ့နော်ကျွန်တော်တို့ပြောကြလဲဆိုတော့လူတော်များများလည်းသိကြတဲ့ဒုတိယကမ္ဘာစစ်အတွင်းမှာဖြစ်ခဲ့တဲ့နာဇီစစ်စခန်းတွေမှာဒီလူတွေကိုတုံးပြီးတော့စိတ်ပညာဆိုင်ရာစံတမ်းမှုတွေလုပ်ခဲ့တဲ့အကြောင်းစခဲ့ပါတယ်ဆိုတော့အဲ့ဒီစိတ်ပညာစံတမ်းမှုတွေကိုဘယ်သူတွေလုပ်ခဲ့လဲဆိုတော့ဂျာမန်ဒီသိပ္ပံပညာရှင်တချို့လုပ်ခဲ့တာပါသူတို့က natural science လို့ခေါ်တဲ့သဘာဝသိပ္ပံဘက်ကသိပ္ပံပညာရှင်တွေပါသူတို့လုပ်ခဲ့ရတဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့ဒီသူတို့ဘာဝသိပ္ပံဘက်မှာစိတ်ပညာနဲ့ပတ်သက်လို့သူတို့စမ်းသပ်မှုတွေလုပ်ခြင်းနဲ့ပြီးတော့လူတွေရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်လို့သူတို့မသိသေးတဲ့အကြောင်းတွေကိုလေ့လာခြင်းနဲ့ scientific knowledge ရအောင်လုပ်တယ်လို့ပြောလို့ရပါတယ်သူတို့ရဲ့ရည်ရွယ်ချက်ကကောင်းနေမယ်သူတို့ရဲ့လုပ်ပုံလုပ်နည်းကတော့တော်တော်လေးကိုမဆန်ဘူးလို့ပြောပါမယ်သူတို့ဘယ်လိုလုပ်လဲဆိုတော့သူတို့ဒီစစ်စခန်းထဲမှာဖမ်းဆီးခံရတဲ့အကျဉ်းသားတွေကိုတချို့ပေါ့နော်အသက်သေးသည့်အထိရေခဲနေတဲ့အထက်မှာထားတာမျိုးတချို့ကိုအသက်သေးသည့်အထိအစာမကြွေးရထားတာမျိုးလုပ်ခဲ့ပါတယ်အဲ့တော့သူတို့သိကျင်တာကဘာလဲဆိုတော့လူတွေကအဲ့လိုရေခဲနေတဲ့အထက်မှာအစာလုံးဝမကြွေးတဲ့ခုဆိုတဲ့အချိန်လေးမှာဘယ်လောက်ကြာအောင်အသက်ဆက်ရှင်မလဲဆိုတာရယ်ပြီးတော့သူတို့သိခံနေမှာသူတို့ရဲ့ခန္ဓာကိုယ်မှာဘာတွေဖြစ်ပြောင်းလဲသွားလဲဆိုတော့သူတို့သိချင်လို့ဖြစ်ပါတယ်အဲ့ပြီးတော့ဒါအပြင်မှာလုပ်သေးလဲဆိုတော့ကလေးတွေကိုဆိုလို့ရှိရင်လည်းခြေလက်တွေကိုဖြတ်တောက်ပြီးတော့တခြားနေရာမှာသွားပြီးတော့အစာထိုးပူတာမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေအများကြီးစတက်ခဲ့ပါတယ်ဆိုတော့သူတို့လုပ်ခဲ့တဲ့အလုပ်တွေကဒီသူတေသနာကျင့်ဝတ်လို့ပြောတဲ့အဓိကဥပဒေနှစ်ခုကိုကျူးလွန်ခဲ့ပါတယ်နံပါတ်1ကဘာလဲဆိုတော့ပိုသူတေသနာလုပ်တဲ့ခုနပြောတဲ့ participant တွေကိုခန္ဓာကိုယ်ကိုအနေရဖြစ်စေတာထိခိုက်နိုင်ခြင်းစေတာတေဒီအထိဖြစ်စေခဲ့ပါတယ်နောက်တစ်ခုကဘာလဲဆိုတော့အဲ့သူတို့သူတေသနာလုပ်တဲ့ participant တွေကိုသူတို့ဒီလိုလုပ်နေဆိုတဲ့အကြောင်းကြားခြင်းလည်းမရှိဘူးခွင့်တောင်းခြင်းလည်းမရှိခဲ့ပါဘူးဆိုတော့ဒီ natural science ကမှာဒီဥစ္စာတွေကိုကျူးလွန်ခဲ့ရတယ်တွေ့ရတဲ့အတွက်ကျမတို့နောက်ပိုင်းမှာသူတေသနာရေးလုပ်ကြတဲ့အခါမှာဒီလိုအဖြစ်တွေမဖြစ်ရအောင်လို့ဥပဒေသားတွေလည်းနောက်ပိုင်းမှာထုတ်လာခဲ့ကြပါတယ်အဲ့တော့ဒါက natural science ဘက်မှာပဲဖြစ်တာဆိုတော့ social science လို့ခေါ်တဲ့လူမှုရေးသိပ္ပံပေါ့နော် social research တွေလူတွေအကြောင်းသူတေသနာလုပ်တဲ့အစီအမှာတော့ဒါတွေဖြစ်ပါမှာလို့မေးချင်စရာရှိမှာပါဆိုတော့ကျမတို့ဒီဥစ္စာတွေက social science ဘက်မှာလည်းအနေနဲ့အများတော့ဖြစ်ပါတယ်ဘယ်လိုဖြစ်လဲဆိုတော့တခါလေလူတွေရဲ့အပြုအမူတွေကိုလေ့လာတဲ့အခါမှာကျမတို့ကဆိုကြပါစို့လူတွေကိုရိုက်နှက်လိုက်တဲ့အချိန်မှာလူတွေရဲ့စိတ်ကဘယ်လိုဖြစ်သွားပြီးတော့အပြုတ်မှုကဘယ်လိုတုံ့ပြန်တယ်လဲပေါ့နော်ဥပမာကျင်စက်နဲ့တုတ်ခါရတဲ့အခါမှာဘယ်လိုမျိုးတုံ့ပြန်တယ်လဲပေါ့အဲ့လိုမျိုးတွေလည်းစမ်းသပ်ခဲ့ကြရရှိပါတယ်ဆိုတော့အဲ့ဒါတွေကိုလည်းသူတို့ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်ဒါတွေကမလုပ်တဲ့
ပေါ့နော်ဆိုတော့အဲ့ဒီခုနလူမှုရေးသိပ္ပံပေါ့နော်လူမှုရေးသုတေသနတွေဘက်မှာကျမတို့လုပ်တဲ့အခါမှာparticipant တွေကိုဘယ်လိုမျိုးကျင့်ဝတ်ချိုးဖောက်တဲ့အပြုမှုတွေကျုံလို့မိတတ်တယ်လဲဆိုတာကိုကြည့်ရအောင်နော်ဆိုတော့ဒီမှာ physical harm psychological abuse legal harm နဲ့ other harm ဆိုပြီးတော့လေးခုခွဲပြထားပါတယ် physical harm ကတော့ခုနပြောခန္ဓာကိုယ်ထိခိုက်နိုင်စေအောင်လုပ်တာပါဆိုတော့ social science ဘက်မှာနည်းတယ်လို့ပြောပေမဲ့တစ်ခါတည်းလေးတွေ့မြင်ရပါတယ်အဲ့တော့ social science ဘက်မှာအဲ့လိုမျိုးအပြုမှုတွေကိုလုံမှ research ထွက်မယ်ဒါမှမဟုတ်လည်းဒီဘုဒ္ဓတောင်ရမယ်ဆိုရင်အဲ့ဒီ study ကို submit လုပ်ဖို့သူတို့ကတားမြစ်ပါတယ်Now psychological abuse ကကြတော့အဲ့သူတည်တည်ရပါတော့ researcher ကသူ့ရဲ့ participant ကိုစိတ်အနှောက်အယှက်ဖြစ်အောင်အရှက်ရအောင်စိတ်ဖိစီးအောင်စိတ်မတတ်တာဖြစ်အောင်ခိုင်းတဲ့ဟာမျိုးတွေပေါ့အဲ့ဒါမျိုးတွေကိုမလုပ်ရဘူးလို့သူတို့တားမြစ်ထားပါတယ်အဲ့ဒါဘယ်လိုလဲဆိုတော့ကျောင်းသူကျောင်းသားတွေ research လုပ်တဲ့အချိန်မှာကျောင်းသူကျောင်းသားတွေကိုဆောင်မွေးမကြပဲနဲ့ကြားတယ်လို့ပြောတာမျိုးပေါ့နော်ပြောလို့ဆိုလိုတာကသူတို့ဆောင်မွေးကြရတယ်လို့ပြောလိုက်ကလေးတွေကဘယ်လိုတုံ့ပြန်လဲဆိုတော့သိကျင်တာမျိုးပေါ့နော်နောက်ကကျတော့ကလေးတွေကိုကြောက်စရာလန့်စရာတစ်ခုခုပြပြီးတော့ဒီလိုမျိုးလှုပ်လိုက်ရင်ဘယ်လိုကြောက်သွားလဲဆိုတော့သိအောင်လုပ်တာမျိုးပေါ့နော်နောက်ကကျတော့ participant တွေကိုတခြားလူတွေကိုရိုက်နှက်တာမျိုးပေါ့နော်ရိုက်နှက်ခိုင်းတာမျိုးတခြားလူတွေစီပစ္စည်းကိုခိုးခိုင်းတာမျိုးဒါမှမဟုတ်လိန်ညာခိုင်းတာမျိုးပေါ့နော်အဲ့လိုမျိုးတွေလုပ်တာကိုမလုပ်ရပါဘူးအဲ့လိုလုပ်လိုက်ရင်သူတို့ကစိတ်ပိုင်းဆိုင်ရာအရာသူတို့မှာခုနလိုအားငယ်သွားတာကြောက်သွားတာစိတ်နှောက်ယှက်ဖြစ်သွားစိတ်မသက်သာဖြစ်သွားတာဖြစ်စေနိုင်ပါတယ်နော်နောက်တစ်ခုက legal harm ကကျတော့ကိုယ့်ရဲ့ဒီ research မှာပါဝင်တဲ့ participant တွေကိုတရားဝင်နေမလုပ်ခင်းတဲ့ဟာတွေလုပ်ပြီးတော့ဒီအရင်ခံရမှာဖန်ခံရမှာပေါ့နော်အဲ့ဒါမျိုးမလုပ်ရပါဘူးအဲ့ဒါမျိုးတွေကလည်းကောင်းနေချာနော်အဲ့တော့ဒါတွေကိုမလုပ်ဖို့ပေါ့နော်ကျွန်တော်တို့ဒီစီမင်းစည်းကမ်းပေါ့အခြေခံစီမင်းစည်းကမ်းဥပဒေသားလိုမျိုးဘာထုတ်ထားလဲဆိုတော့ principle of voluntary consent ဆိုတဲ့ဟာနဲ့ informed consent ဆိုတဲ့နှစ်ခုကိုလိုက်နာဖို့scientific community ကပြောထားပါတယ်အဲ့တော့ principle of voluntary consent ဆိုတာဘာလဲဆိုတော့ကျမတို့ research တစ်ခုကိုလုပ်မယ်ဆိုရင်ကိုက participant တွေကိုဒီလူတွေကိုပါစေချင်တယ်ဆိုရင်သူတို့ကိုဒါပြောပြရပါမယ်ပြောပြပြီးတော့သူတို့မှာလွတ်လပ်စွာရွေးချယ်ခွင့်ရှိရပါမယ်သူတို့ရဲ့ပါမယ်ဆိုလဲသူတို့သဘောဆန္ဒလျောက်နဲ့ပါဝင်တာဖြစ်ရပါမယ်မပါဘူးလို့သူတို့ကညင်းရင်လည်း reception ကလက်ခံရမှာဖြစ်ပါတယ်ဒုတိယတစ်ခုက informed consent ကျတော့အဲ့လိုမျိုးပါဖို့မပါဘူးနှုတ်နဲ့လည်းပြောပြီးတော့ပေါ့နော် statement လို့ခေါ်တယ်စာနဲ့ခြာရေးထားတဲ့ဟာပေါ့ဒီ research ကဘယ်ရွယ်ချက်နဲ့ဘာလုပ်မှာပါအဲ့တော့ participant ကဘယ်နေရာပါမှာပါတဲ့အခါမှာဘယ်လိုမျိုးတွေအတွေ့အကြုံလေးတွေရှိနိုင်တယ်ပေါ့နော်အဲ့ဒါတွေကိုသိရှိပါတယ်ဆိုပြီးတော့သူတို့ကိုလက်မှတ်ထိုးခိုင်းနေတာကို informed consent လို့ခေါ်ပါတယ်သဘောကသူတို့ရဲ့တရားဝင်သဘောတူညီမှုကိုတောင်းခံတဲ့ site ကလေးဖြစ်ပါတယ်ဆိုတော့အဲ့ဒါမျိုးတွေလုပ်ပြီးမြင်ဆိုလို့ရှိရင်ခုန ethics နဲ့ညီတဲ့ research တွေလုပ်လို့ရပါတယ်နော်အခုနောက်ပိုင်းမှာဆက်ပြောသွားမယ့်ဟာတွေကတော့ဒီ physical harm psychological abuse နဲ့ legal harm အပြင်တခြားဟာတွေရောဘာတွေဖြစ်နိုင်လဲဆိုတဲ့ဟာကိုရှင်းပြပါမယ်နော်အဲ့တော့deception ဆိုတာဘယ်လိုလဲဆိုတော့ researcher ကသူ research လုပ်တဲ့ဟာကို participant တွေမပြောဘဲနဲ့ဖုံးထားတာပေါ့နော်လိမ်ညာထားတာအဲ့တော့တစ်ခါလေကြာရင် deception ကဘယ်လိုလဲဆိုတော့ researcher ကသူ researcher ဖြစ်ကြောင်းကိုမပြောဘဲနဲ့အဲ့ဒီ participant တွေနဲ့ရောပြီးတော့သူက participant အယောင်ဆောင်ပြီးတော့ပေါ့နော်အခြေအနေသိအောင်လုပ်တာမျိုးပေါ့နော်ဆိုတော့အဲ့ဒီ research မျိုးကို ethics နဲ့မညီဘူးလို့ဆိုကြပါတယ်ဒါပေမဲ့တစ်ခါလေကြာတော့ကျမတို့ကအခြေအနေတစ်ခုသိအောင်လုပ်ဖို့ကအဲ့ဒီလူတွေလည်းကိုသွားလိုက်ရင်အဲ့ဒီလူတွေကကိုယ့်ကိုသူတို့လာကြည့်တယ်လို့မသိတဲ့အခါကျရင်သူတို့ရဲ့အပြုအမူတွေကဟန်ဆောင်ထားတာတွေဖုံးကွယ်ထားတာတွေလင်ညာထားတာတွေအစစ်မဟုတ်တာတွေဖြစ်နိုင်ပါတယ်အဲ့တော့ researcher တွေကဘာလုပ်ရလဲဆိုတော့တခါလေအဖြစ်မှန်သိဖို့အတွက်သူတို့ကိုသူတို့ကာထားဖုံးထားရှိပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီပညာရှင်တွေကတော့ဘာပြောလဲဆိုတော့ deception ကိုမလွဲတာမှလုပ်ပါတဲ့ deception မလုပ်လဲအဖြေရမယ်ဆိုရင် deception ကိုလုံးဝမလုပ်ပါနဲ့နော်မလွဲတာလို့ရတယ်ဆိုရင်လည်း participant တွေကိုတချို့ဟာလေးတွေဖုံးကွယ်ထားတာတွေအသိမပေးထားတာတွေရှိပါတယ်အနည်းတော့မဖြစ်ပါဘူးဆိုတာမျိုးကြိုးပြီးအကြောင်းကြားပါတယ်ပြီးတော့ဒီ study ပြီးတော့လို့ရှိရင်ခုန participant တွေကိုအကျိုးအကြောင်းအားလုံးပြန်ရှင်းပြပါတယ်နော်နောက်တစ်ခုကျမတို့သတိထားရမှာက special population ဆိုတာဖြစ်ပါတယ်ဆိုတော့ research လုပ်မယ်ဆိုရင်ဒီလူအုပ်စုတစုကိုကျမတို့တည်တည်ချာချာကိုင်တွယ်ဖို့လိုပါတယ်သူတို့ကဘယ်သူတွေလဲဆိုတော့ခုနကinformed consent ကိုပေးလိုက်တည်တိုက်အောင်ပေါ့နော်သူတို့ကိုဒီ research မှာလွတ်လပ်စွာပေါ့နော်ပါဝင်
တင်နေမပါဝင်ခြင်းဘူးဆိုတဲ့ဟာကိုသူတို့ဘာသာမဆုံးဖြတ်နိုင်တဲ့လူတွေပါအသက်အရွယ်ရတော့၎င်းခန္ဓာကိုယ်ခြေနေရတော့၎င်းစိတ်ပိုင်းဆိုင်ရာရတော့၎င်းခံစားချက်ရတော့၎င်းသူတို့ကဆုံးဖြတ်နိုင်ဆိုတာမရှိရဘူးပါနော်ဘယ်လိုလူတွေလဲဆိုတော့အကြောင်းကြောင့်သားတွေနောက်အချင်းချနေတဲ့လူတွေပြီးတော့ဝန်ထမ်းတွေပြီးတော့ကျတော့ဒီအင်ဂျီရမယ်တွေကိုယ့်ရဲ့စာဝင်တွေအတွက်သူများကိုမိကူနေရတဲ့လူတွေရဲ့ကလေးငယ်တွေဖြစ်ပါတယ်နော်အဲ့တော့သူတို့ကဘာကြောင့်ခဏကသူတို့ကိုယ်တိုင်ပါဝင်ဖို့မဆုံးဖြတ်နိုင်ဘူးလဲဆိုတော့ဥပမာအကြောင်းလူကြောင့်သားတွေနဲ့သူနဲ့တူလဲဆိုတော့ဝန်ထမ်းတွေနဲ့ပေါ့နော်ဝန်ထမ်းတွေနဲ့ဆိုလို့ရှိရင်သူတို့ကအပေါ်မှာသူတို့ကိုလွှမ်းမိုးတယ်လို့ရှုပ်တယ်လို့ရှိရပေါ့ရှိတော့ကြတော့ဥပမာကလေးတွေဆိုရင်လည်းအကြောင်းလူကြောင့်သားတွေဆိုလဲဒီ research မှာမပါဘူးဆိုရင်ဆရာမကငါတို့အမှတ်ရှော့မှာနော်ဝန်ထမ်းတို့ဆိုလဲငါတို့လစာရှော့မလားရလူမတိုးပေးပဲနေမှာလားအဲ့လိုမျိုးတို့မှစိတ်ပူလာမရှိဘူးဘာမှမရှိတော့တို့ဒါကိုလွတ်လွတ်လပ်လပ်မငင်းနိုင်ဘူးပေါ့နော်အဲ့လိုမျိုးနောက်ခါကျတော့ကျမတို့သူများကိုမိခုနေရတယ်ခုနကအင်ဂျီရမယ်တို့ကလင်းငယ်လေးလို့ဆိုကြသူတို့ကသူတို့ရဲ့အသက်ရှင်နိုင်ရေးတော့ပါသူများပေါ့နော်မိခုနေရစဝင်ရေးတော့ပါမိခုနေရအချိန်မှာအဲ့လူတွေကလာပြီးတော့ research participant ဖြစ်သူတို့ခေါ်မယ်ဆိုသူတို့ကညှဲဖို့သူတို့မှအင်အားရှိပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေဆိုရင်ကျမတို့ကဖိအားပေးပြီးတော့ခိုင်းတာမျိုးပေါ့နော်ဒါမှမဟုတ်လည်းကိုယ့်ရဲ့အရှိန်အဝါကိုသူတို့လုပ်ရမယ်ဆိုတော့ပုံစံမျိုးဖြစ်နေတဲ့အခါမှာသူတို့ပုံမှာအတင်နဲ့ညီရောဖြစ်ဟုတ်ပါတယ်အဲ့တော့ဘာလုပ်ရမလဲဆိုတော့အတင်နဲ့ညီအောင်ဆိုရင်သူတို့ကိုထိန်အုပ်ထိန်တယ်လို့ပေါ့နော်တယောက်ယောက်ကိုဒါကိုရှင်းပြရမယ်ရှင်းပြပြီးတော့ဒီခုန physical hand psychological hand legal hand တွေမရှိပါဘူးဆိုတာကိုမရှိအောင်လုပ်ထားပါဆိုတော့သူတို့ကိုရှင်းပြပြီးတော့မှဒီ research မှာပါဝင်ခွင့်ကိုသူတို့စီခွင့်ထားအောင်ဖြစ်ပါတယ်အဲ့တော့ကျမတို့နောက်ထပ်ပေါ့နော်သူကဒီအနေရဖြစ်စေတာမျိုးမဟုတ်တာနောက်ထပ်ကျမတို့မညီမျှမှုတွေကိုလည်းဖြစ်စေသေးတယ်အရာတွေရှိတယ်အဲ့ဒါတွေကိုလည်းကျမတို့အတင်နဲ့ညီလို့ယူဆပါတယ်နော်ဆိုတော့ဘယ်လိုဟာမျိုးလဲဆိုတော့ကျမဥပမာပေးရတယ်ပေါ့နော်ကျမတို့ဒီ educational research မှာဆိုရင်ကျမတို့ experimental research မှာလုပ်ကြပါတယ်အဲ့ experimental research ကခုန natural science ကလုပ်ပုံလုပ်နည်းနဲ့ခက်ဆင်ပါဒါပေမဲ့သူကကြတော့ခုနက natural science မှာကြတော့အကောင်နေအပင်နေပေါ့နော်ဓာတ်ခွဲခန်းထဲမှာထည့်ကျမတို့ social science မှာကြတော့ဓာတ်ခွဲခန်းထဲမှာလူတွေကိုထည့်ပြီးတော့အဲ့လိုမျိုးလုပ်မရတော့ကျမတို့ကအဲ့ခုန natural science ကလုပ်ပုံလုပ်နည်းနဲ့တော်တော်လေးဆင်တူတဲ့ experimental research ကိုလုပ်တယ်အဲ့တော့ဘယ်လိုမျိုးအခြေအနေမှာလုပ်လဲဆိုတော့ဥပမာကျောင်းတစ်ကျောင်းမှာပေါ့နော်အတန်းမှာ test book အသစ်တစ်ခုကိုသုံးကျင်တယ်အဲ့ test book အသစ်ကကောင်းတယ်လို့ယူဆတယ်ပေါ့နော်ယူဆတော့အဲ့ test book ကိုသုံးကျင်တော့ဒီ test book ကကောင်းမကောင်းစမ်းဖို့ဆိုလို့ရှိရင်တင်ကြည့်မှသိမှာတင်ကြည့်မယ်ဆိုလို့ရှိရင်ဒီကျောင်းသူကျောင်းသားတွေတို့အုပ်စုနဲ့စုခွဲလိုက်တယ်ပေါ့နော်အတန်းအုပ်စုနဲ့စုခွဲပြီးအုပ်စု A ကို test book အသစ်နဲ့တင်မယ် B ကို test book အသစ်နဲ့မတင်ဘူးပေါ့နော်မတင်တဲ့ခါကျရင်တစ်လတန်ဒီနှစ်လတန်ဒီသိရတဲ့အချိန်မှာစာမွေးတွေပါစစ်ကြည့်စာတွေပါနေကြည့်လိုက်တဲ့အချိန်မှာဒီ test book အသစ်ရဲ့ထိအောင်ကိုတင်နိုင်တာပေါ့နော်အဲ့ဒါကို experimental researchကျမတို့ဒီ test book အသစ်နဲ့အသင်ခံရတဲ့ group ကို treatment group ကိုခေါ်ပြီးတော့ test book အသစ်နဲ့အသင်မခံရတဲ့ group ကို control group ကိုခေါ်တယ်နော်အဲ့တော့အဲ့ treatment group နဲ့ control group ရဲ့ဒီ research ကိုမလုပ်ခင်နဲ့လုပ်ပြီးတဲ့အချိန်မှာရတယ်ပေါ့နော်အမှတ်တွေကိုကြည့်ခြင်းအပြင်ပေါ့နော် performance တွေကိုကြည့်ခြင်းအပြင်ဒီ test book ကိုသုံးသင့်တယ်မသုံးသင့်ဘူးပိုကောင်းမှာမကောင်းဆိုဆုံးဖြတ်နိုင်တယ်အဲ့ဒါမျိုး experimental research ကိုခေါ်တယ်ဆိုတော့အဲ့လိုမျိုး research လုပ်ပြီးဆိုရင်ကျမတို့ကခုန inequality ကိုဖန်တီးမိရတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ခုန test ကိုအသစ်နဲ့အသင်ခံရတဲ့ကလေးတွေကအထူးခွင့်ရတယ်လို့ဖြစ်ပါတယ်။အသင်မခံရတဲ့ကလေးတွေကကြတော့ဒီအခွင့်အရေးကိုလက်လွတ်ရတော့မငြင်းညမှုပေါ့နော်မမျှတမှုကိုဖြစ်စေတယ်။အဲ့လိုမမျှတမှုကိုဖြစ်စေရဆိုရင်ကျမတို့ကကျင့်ဝတ်နဲ့မညီဘူးလို့ပြောနေတာ။အဲ့တော့ကျင့်ဝတ်နဲ့ညီအောင်မမျှတမှုကိုယုံနေတော့အောင်မလုပ်လို့ရလဲဆိုတော့နံပါတ်1က treatment group ကို test ဖို့အသစ်နဲ့တင်နေတဲ့အချိန်မှာခုန control group ကိုဒုတိယအကောင်းဆုံးစာအုပ်ပေါ့နော်အရင်တော့သုံးနေတဲ့စာအုပ်ထဲအကောင်းဆုံးစာအုပ်ကိုပေးပြီးတော့သုံးပြီးတော့တင်ပါတယ်နော်နောက်တစ်မျိုးလုပ်နိုင်တာကြတော့treatment group ကို2လတင်ပြီးရင်control group ကိုနောက်2လမှာ test ကိုအသစ်နဲ့တင်တာမျိုးပေါ့နော်သဘောကမျှတသွားအောင်လို့သူတို့ကတလဲတင်ပေးတဲ့ပုံစံမျိုးလုပ်လို့ရပါတယ်နော်နောက်ဆုံးတစ်ခုကကြတော့အဲ့ဒီ test ကကောင်းတယ်လို့စုံစမ်းစစ်ဆေးသိရှိရပြီဆိုတာနဲ့တပြိုင်နက်တည်းကလေးတွေအကုန်လုံးအဲ့ test ကိုအသစ်ကိုညီယူမျှပေးတင်ပါတယ်နော်အဲ့လိုမျိုးဆိုရင်တော့ဒီ inequality ကို short ချပြီးသားဖြစ်သွားပြီးတော့ဒီကအသစ်နဲ့ညီရဲ့ research တစ်ခုဖြစ်သွားပါလိမ့်မယ်နော်ကျမတို့နောက်ထပ်ပြောစရာရှိတာကပေါ့နော်ဒီ
ဒီအနေရဖြစ်လောက်စေတဲ့ဟာမဟုတ်ပေမဲ့စိတ်အနှောက်အယှက်ဖြစ်တဲ့ဟာမျိုးပေါ့နော်အဲ့ဒါမျိုးဆိုရင်ကျွန်တော်ဗာလဲဆိုတော့ privacy ကိုချိုးဖောက်တာပေါ့နော်ကျွန်တော်တို့ research လုပ်ပြီးဆိုရင်တော့ privacy ကအနည်းနဲ့အများတော့ချိုးဖောက်ရတယ်ကျွန်တော်တို့ဒီကိုကြီးကိုယ်တာအချက်လက်တွေမင်းညံ့တာပေါ့နော်ဥပမာလူတွေရဲ့နာမည်တွေအသက်တွေပြီးတော့ဝင်ငွေတွေအလုပ်အကိုင်တွေကိုယ်ွယ်သည့်ဘာသာပေါ့နော်သူတို့ရဲ့ယုံကြည်မှုတွေသူတို့ရဲ့ခံယူချက်တွေပေါ့နော်ခံစားချက်တွေမေးရတာရှိတော့ကျွန်တော်တို့ကအဲ့ဒါက research လုပ်ပြီးဆိုရင်အဲ့လိုမေးပြီးဆိုရင် privacy ချိုးဖောက်တော့ကျွန်တော်တို့ research မှာအသင့်နဲ့ညီဖို့ဆိုရင် privacy ကိုအနိုင်ဆုံးပဲချိုးဖောက်ပါလို့အကြံပေးထားပါတယ်နော်အဲ့တော့အဲ့ privacy ကိုချိုးဖောက်တာကိုကာကွယ်ဖို့အတွက်အချက်နဲ့ချက်ရှိရပေါ့နော်စီမံတစ်ခုက anonymity နောက်တစ်ခုက confidentiality လို့ခေါ်ပါတယ်နော် anonymity ဆိုတာက anonymous ဆိုတော့အဖြေတွေကိုဘယ်သူမှမသိအောင်လုပ်ထားတာမျိုးလုပ်လာတယ်နော်ဆိုတော့ကျမတို့ကြုံမှုကြမယ်ထင်ပါတယ်ဒီလိုလေးစာပေး link လေးပို့ပေးပြီးတော့ဒီဟာလေးကိုဖြည့်ပေးပါဆိုတာမျိုးပေါ့နော်အဲ့ဒါမျိုးဆိုရင်ကျမတို့နာမည်လည်းမကောက်ဘူး email address တွေပါလည်းမကောက်ဘူးဆိုလို့ရှိရင်ကျမတို့ကဒါဒီအဖြေတွေကိုဘယ်သူဖြေသွားတယ်ဆိုတာကိုခြေခံလို့မရအောင်လုပ်ထားပေါ့နော်အဲ့ဒါဆိုရင် anonymous ဖြေတာပေါ့ဒါပေမဲ့ဒီကျမတို့ field research တွေမှာကြတော့ဘာလုပ်လဲဆိုတော့သူကဟိုမှာလူကို interview ရတာမျိုးပေါ့နော်ကိုယ်တိုင်အဲ့ဒီနဲ့စကားပြောရတာမျိုးအဲ့လိုမျိုးရှိတယ်တစ်ခါလေ video ရိုက်ရတာမျိုးအတန်သွင်းရတာမျိုးရှိတယ်အဲ့လိုမျိုးကြရင်ကြတော့ဒီလူကို anonymous လုပ်လို့မရဒါပေမဲ့အဲ့လိုအခြေအနေမျိုးမှာဆိုရင်ဘယ်လိုလုပ်လို့ရလဲဆိုတော့ researcher ကတော့ဒီလူဘယ်သူဆိုတာသိနေတယ်ပေါ့နော်ဒါပေမဲ့လူတွေကိုပြန်ပြီးတင်ပြတဲ့အခါမှာသူ့ရဲ့နာမည်ကိုလွှဲထားတာပြီးတော့သူ့ရဲ့နေရက်ကိုလွှဲထားတာအလုပ်အကိုင်ကိုနည်းနည်းလွှဲထားတာမျိုးပေါ့နော်ဒါပေမဲ့အတန်ကိုဖြောက်ထားတာဖြတ်ထားတာမျိုးပေါ့နော်ရုပ်ကိုလည်းတိကျမမြင်အောင်လုပ်ထားမျိုးပေါ့နော်အဲ့လိုမျိုးနဲ့ anonymity ကိုထိမ့်သိမ်းထားလို့လုပ်ပါတယ်နော်နောက်တစ်ခုက confidentiality ကကြတော့ကျမတို့က researcher က data ကောက်လိုက်တဲ့အချိန်မှာအဲ့လူရဲ့အသေးစိတ်အချက်လက်တွေသူတို့အကုန်ရတယ်ခုနလိုပေါ့နော်နာမည်တွေရောအသက်တွေရောသူရဲ့ကျန်းမာရေးဆိုင်ရာအချက်လက်ပေါ့နော်ဝင်ငွေတွေရောအကုန်ရတယ်တဲ့အချိန်မှာဒီ research ကိုလုပ်နေတဲ့လူတစုပဲဒီဟာကိုသိစေပြီးတော့မဆိုင်တဲ့လူတွေကိုလုံးဝမပြချင်းဖြစ်ပေါ့နော်ဒါကိုထိမ့်သိမ်းထားခြင်းဖြင့်ကျမတို့က confidentiality ဆိုတဲ့စီမင်းကိုလိုက်နာနေရပါတယ်အဲ့တော့ဒီမှာဆိုရင်ဥပမာပေါ့နော်ကျောင်းဒီမှာဆိုရင် research လုပ်တဲ့ထားပါတော့ဒီခုန experimental research လုပ်တဲ့ result တွေထွက်လာတဲ့အချိန်မှာကလေးတွေရဲ့ performance ကိုတိုင်ရတာပေါ့နော် performance လို့ပြောရင်အနည်းဆုံးပြောရင်တော့အမှတ်တွေပေါ့နော်သူတို့စစ်ဆေးထားတဲ့အမှတ်တွေအဲ့တော့အတန်းနဲ့မှာအမှတ်ကျင်ညာတဲ့အခါမှာပေါ့နော်ဘယ်သူကတော့မောင်သူကတော့ဘယ်လောက်ရတယ်မသူကဘယ်လောက်ရအဲ့လိုမျိုးကျင်ညာတာကကျမတို့ confidentiality ဆိုတဲ့စီမင်းကိုချိုးဖောက်တာပါနော်အဲ့လိုမျိုးမကျင်ညာပဲနဲ့အတန်းရဲ့ပြန်အမှတ်ကဘယ်လောက်ရတယ်အများဆုံးကဘယ်လောက်ရတယ်အနည်းဆုံးကဘယ်လောက်ရတယ်ပြီးတော့ဒီအတန်းရဲ့အောင်ချက်ရခိုင်နှုန်းကဘယ်လောက်ပေါ့နော်အဲ့လိုမျိုးပြောပြီးတော့ကျမတို့က confidentiality ကိုထိန်းသိမ်းလို့ရပါတယ်နောက်တစ်ခုက aggregate form ဆိုတော့ခုနကပေါ့နော်ဒီပြန်လို့ပါမယ်ပြောတာပေါ့နော်အဲ့တော့ကျမဒီနေရာမှာစကားလေးကြုံလို့ပြောချင်တာပေါ့နော်ကျမတို့မြန်မာပြည်မှာမိဘတွေနဲ့တချို့ပေါ့နော်ကျောင်းတွေကဒီ social media platform တွေပေါ်မှာကလေးတွေရဲ့အမှတ်တွေကလေးတွေရဲ့တပ်ပုံတွေနဲ့တကွာပေါ့နော်ခါလီ ID တွေပါပါတယ်ပေါ်ပြနေတာကပေါ့နော်ဒီကျောင်းတွေအတွက်အပ်တဲ့နည်းဆိုတာလေကျမကကြုံလို့ပြောပြချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဒီ international မှာဆိုပေါ့နော်ကလေးတွေရဲ့ဒီအမှတ်စင်းတွေအားစ private and confidential လို့ခေါ်ပါတယ်တချို့ဆိုရင်အသက် session တွေပြီးသွားတဲ့ကလေးတွေဆိုရင်မိဘကတော့မှာပဲကလေးကမပြဘဲနဲ့မိဘကတော့ကြည့်ခွင့်မရှိဘူးပေါ့နော်ဒီလိုတက္ကသိုလ်ကကလေးတွေရဲ့အမှတ်တွေပါဆိုဒီလိုအငယ်လေးတွေဆိုတော့မိဘကြည့်ခွင့်ရှိရဲနောက်ပြီးတော့မိဘအနေနဲ့ဒါကို social media မှာလည်းကလေးခွင့်ပြုချက်မရှိဘဲနဲ့တင်ခွင့်မရှိပါဘူးကျမဒီလိုပြောတဲ့အခါကျရင်နည်းနည်းလေးတော့အံ့ဩကြမှာထင်တယ်ဘာကြောင့်လဲဆိုတော့ကိုကမွေးထားပြီးတော့ပေါ့နော်ဒီကလေးလေးကအမှတ်တွေအများကြီးရတာကိုမကြောက်ပိုင်မှုရှိလားဆိုတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်ဆိုတော့ကျမကအဲ့ဆိုရင်ဇလန်လေးတစ်ခုပြောပြချင်တယ်ပေါ့နော်ဆိုကြပါစို့ကိုကလေးကတက္ကသိုလ်ဝင်အောင်ပဲပေါ့နော်သူအရင်စတော့တယ်ပေါ့နော်ဆိုတော့သူဂုံလူ6ခုမှန်းထားတယ်ပေါ့နော်ဒါပေမဲ့တကယ်တော့သူဂုံလူထွက်တော့9ခုပဲထွက်တယ်ဒါမှမဟုတ်လေ A star ပေါ့နော် A star 6ခုမှန်းထားတယ်9ခုပဲထွက်တယ်အဲ့ဒီအချိန်မှာသူနဲ့အတန်းနဲ့ရပေါ့နော်တကယ်ချင်းကသူ့လောက်ပေါ့နော်အရင်စာမတော်တဲ့တကယ်ချင်းကြောက်က A star 6ခုထွက်တယ်သူက9ခုပဲထွက်တယ်ဆိုတာနော်အဲ့ချိန်မှာကလေးကဝမ်းနေနေပြီကလေးကခံစားနေရတယ်အဲ့ချိန်မှာမိဘကလည်းမပြောမဆိုနဲ့ Facebook မှာတင်တယ်ပေါ့နော်အဲ့ချိန်မှာအဲ့ကလေးရဲ့အကြောင်းကလည်းဒီကလေးနှစ်ယောက်စလုံးရဲ့နာမည်တွေရောတပုံတွေရောပေါ့နော်ဒီခုန A star တွေဂုဏ်လူတွေရောပါတင်မယ်ဆိုရင်ခုနဝမ်းနေနေတဲ့ကလေးကိုစိတ်ပိုင်းဆိုင်ရာအရာထိတာဟုတ်လိုက်တယ်ဖြစ်မပါဘူးလားဟုတ်တယ်နော်အဲ့ဒါဆိုရင်ကျမတို့ကကလေးကို psychological abuse လုပ်ဖြစ်သွားတယ်အဲ့တော့ဒါမိဘအုပ်ထိန်းမှုတွေရဲ့ကျင့်ဝတ်ပေါ့နော်ကျင့်ဝတ်ကအဲ့ဒါချိုးဖောက်လို့ဖြစ်သွားပါတယ် research လုပ်မှာမဟုတ်ပါဘူးเนาะဒီမိဘတွေအုပ်ထိန်းသူတွေနဲ့ဒီကျောင်းတွေကဒါကိုသတိထားဖို့လိုပါတယ်အဲ့တော့ကလေးကို session နဲ့မပြေသေးဘူးဆိုရင်
မိဘစီက consent တောင်းနေဆိုပေမဲ့ကလေးစီကပါထပ်ထားမှာပါတယ်နော်ကလေးဒါကိုတင်ဖို့သဘောတူသလားပေါ့နော်ကလေးကသဘောတူရဆိုမှတင်ပါတယ်တကယ်လို့သဘောမတူမိဘတွေကသဘောမတူဆိုရင်ကြောင်းနေနေလည်းဒါကိုမတင်သင့်ပါဘူးကျွန်မခုနပြော aggregate form ဆိုတဲ့အချုပ်အနေနဲ့ပဲတင်သင့်ပါတယ်အခုမှ A star ဘယ်နှယောက်ထွက်ပါတယ်စုစုပေါင်းကျောင်းသားရဲ့ဘယ်နှရာခိုင်နှုန်းကတော့ A star ဘယ်နှခုထွက်ပါတယ်ဆိုတာမျိုးပေါ့နော်ကလေးတွေရဲ့တပ်ပုံလေးနာမည်နဲ့ဖော်ပြရတဲ့ကျောင်းကိုလည်းကြောင်းညာလို့ရပါတယ်နော်အဲ့တော့ကျွန်မအချုပ်ပြောရရင်ပေါ့နော်ခုနက research လုပ်တော့မယ်ဆိုရင်ဆရာမကပေါ့နော်ကျွန်မတို့ educational research ကိုဦးတည်ပြောနေတာဖြစ်တဲ့အတွက် research လုပ်တော့မယ်ဆိုရင်ကိုအကြောင်းသူကျောင်းသားတွေဖြစ်ပုံများတယ် educational research ကိုပြီးတော့ကိုဆရာမချင်းချင်းလည်း participant ဖြစ်နိုင်တယ်နော်အဲ့တော့အဲ့ဒီအချိန်မှာအဲ့ဒီလူတွေကို voluntary consent တောင်းရပါမယ်သူတို့စိတ်ဆန္ဒအလျောက်ပါဝင်တာပဲဖြစ်ရမယ်ပဲလုံးဝဖိအားပေးတာမျိုးအချက်ကိုင်းတာမျိုးဖြစ်ရအောင်။နောက်ပြီးတော့အဲ့ inform consent ဆိုတာကိုတကယ်ကိုစာနဲ့ကိုချရေးပြီးတော့သူတို့ကိုရှင်းပြပါမယ်။ဘာရွယ်ချက်နဲ့ဘယ်လို research ကိုလုပ်မှာဖြစ်တယ်။ဘယ် process တွေပါမှာဖြစ်တယ်။အဲ့တော့ပါဝင်ရမယ့် participant ကဘာအနေနဲ့ပါဝင်ရမှာဖြစ်တယ်။သူ့ကိုခုနထိခိုက်ဒဏ်ရာရမယ်ဟာစိတ်ပိုင်းဆိုင်ရာနာကျင်စေမယ့်ဟာမျိုးအရှက်ရစေမယ့်ဟာမျိုးဘာမှမလုပ်ပါဘူးဆိုတာထည့်ထားပါမယ်။เนาะအဲ့ဒါကိုသက်ဆိုင်ရာကလေးတွေမိဘတွေသိရှိပြီးတော့သက်ဆိုင်ရာတယောက်ယောက်ကလက်မှတ်ထိုးရပါမယ်။เนาะလက်မှတ်ထိုးပြီးမှဒီလိုမျိုး research ကိုလုပ်ခွင့်ရှိပါတယ်เนาะဆိုတော့ကျမတို့ဒီ research ကိုလုပ်မယ်ဆိုရင်ဒီနေ့မှာသတိပေးလိုတာကတော့တယောက်တည်းလုပ်လို့မရပါဘူးเนาะကျမတို့တက္ကသိုလ်ကြီးမှာဆို research လုပ်ရင် supervisor ရှိရယ်ပြီးတော့ဒီပုတ်ဖွဲ့ရှိရယ်ပြီးတော့ external ဒီ examiner တွေရှိရယ်ပြီးတော့ peer review ဆိုပြီးဝိုင်းဖတ်ပေးပါတယ်သူတို့ဘာလို့အဲ့လိုလုပ်တာလဲဆိုတော့ခုနကနီးစနစ်ကြတဲ့ research တွေပြီးတော့ active နဲ့ညီရယ်ပေါ့နော်ကျင့်ဝင်တဲ့ညီရယ် research တွေဖြစ်ဖို့တော့အားလုံးဝိုင်းဝန်းပြီးဆောင်ရွက်ကြတာဖြစ်ပါတယ်ကျမကတော့အခုဒီအကြောင်းကိုပြောပြလိုက်တဲ့အတွက်ဒီမြန်မာပြည်ကပေါ့နော်ဆရာမတွေနဲ့မိဘတွေနဲ့ဒီ education မှာ research တွေလုပ်ရင်ဆရာမအနေနဲ့ဘာတွေလိုက်နာမယ်မိဘတွေအနေနဲ့လည်းဘာတွေသိထားမယ်ပြီးတော့ကျောင်းနေအနေနဲ့လည်းပေါ့နော် research ကိုကိုယ့်ဘက်ကိုကျောင်းတစ်ခုလည်းပေါ့နော်အဲ့လိုမျိုးမရဘဲနဲ့ပေါ့နော်ဒီလိုမျိုးအားလုံးဝိုင်းပြီးတော့ဒီအဖွဲ့ဖွဲ့ကြပြီးတော့ research ကိုဖွဲ့ကြပြီးလုပ်ရမယ်ဆိုတာလေးကိုကျွန်မကအသိပေးအကြောင်းကြားရင်းနဲ့ဒီဗီဒီယိုလေးတွေမှာဒီသူတေသနာလုပ်တဲ့ကျင့်ဝတ်တွေအကြောင်းကိုအတူတူလေးဖော်ပြလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်